grand final ပါပြောနေအတွင်းမှာပဲ BG ကျွန်တော်တို့ရဲ့မြန်မာအသင်းတစ်သင်းဖြစ်တဲ့ BG အနေနဲ့ကတော့ရက်ခါတယောက်ပဲကြံတယ် Mr. AG ဆက်စီသွေးလေးဖြစ်နေခဲ့နေတာမှာရက်ခါရဲ့ short gun ပစ်ချက်တွေအောက်မှာတော့ HYV နော်သွားခဲ့သလို okay ပြတ်သွားပြီလား BG တွေတယောက်ပဲကြံနေအောင်ဒီပတ်တည်းလှနေပြီ 2v1 ဖြစ်သွားပြီရက်ခါတယောက်ထဲနဲ့ပဲ BG ကိုတော့ကျွန်တော်တို့အကောင်းမွန်ဆုံးကျွန်တော်တို့ကြိုးစားပေးနိုင်မှာလားစောင့်ကြည့်ရမယ်ကောင်းမွန်တီးကြတဲ့ granite တစ်လုံးရက်ခါရဲ့ငယ်ထိတ်ကိုမှန်သွားခဲ့တဲ့နောက်မှာတော့တသင်းလုံး white out ဖြစ်သွားခဲ့သလိုနောက်နေခဲ့တဲ့ player တွေကိုလည်း HYV တွေအနေနဲ့စိတ်လှုပ်ခွင့်ရနေအောင်မလားစောင့်ကြည့်ရမယ်ချက်ချင်းဆိုသလိုပဲတကယ်ကို right time ဝင်ဖြတ်ဖို့ကြိုးစားခဲ့တဲ့ကျွန်တော်တို့ PBMS တွေကိုလည်းမြင်တွေ့ထားတာဖြစ်ပါတယ် okay ရောင်ဝင်ဖြတ်ဖို့ကြိုးစားတဲ့အသင်းကထပ်ပြီးတော့ပြတ်ဖို့ရအောင်အမှတ်တွေရအောင်ကီးလှူနေသလိုပဲကွာယောကောင်းလိုက်တာကွာယော H1V ဖိလစ်ပင်းတင်ကောင်းတယ်နော်မစိုးမနှဲဖြိုอ่ะယောယော BG နဲ့ battle sign နဲ့နော် BG နဲ့ battle sign BG ပြတ်သွားတဲ့အချိန်မှာနောက်တစ်သင်းကဝင်ထိုက်ပြီးတော့ဝင်လုံးတာနော်အဲ့ဒါလည်းမနိုင်သေးဘူးယောတောင်းကြံသေးတယ်ကြည့်ဦး player တယောက်ကကြံနေသေးတယ်ကေလုတ်တယ်ဟလား brother တို့ကြည့်ဦးနော် H1V တွေကေက73မှတ်တောင်ရသွားပြီယောထောက်လျှောက်တွေ battle sign နေရနော် BG တသင်းလုံးဖြတ်ပြီးတော့သူတို့ battle နိုင်သွားတယ်ကွာ right time မဖြစ်သေးတဲ့အချိန်မှာနောက်တသင်းကထက်ရောက်လာတာအဲ့ဒါကို battle ကိုနိုင်အောင်ထပ်ဆိုင်သေးတာဟာလားကွာလက်ရှိမှာ ABG နဲ့ YG နဲ့ထိတ်တိုက်ရင်ဆိုင်တွေပြီးစမိုင်းအနေနဲ့တခါတည်းကျွန်တော်တို့နာမည်တော့မေးမေးထားခဲ့တယ် ABG က player တယောက်ကိုတခါတည်းအံ့မေးထားခဲ့တယ် YG စမိုင်း K point ကတော့9မှတ်တော့ fan နိုင်ခဲ့ပြီဖြစ်ပါတယ်ကျွန်တော်အစောပိုင်းကာလမှာ3သက်ပြခဲ့သလိုပဲအသင်းကြီး3သင်းဖြစ်တဲ့ ABG YG TTQ ကျွန်တော်တို့ပါတဲ့ resort အနီးနားတစ်ဝိုက်မှာဟိုးနေခဲ့တာအနည်းဆုံး15မိနစ်လောက်ရှိသွားပြီဗျအဲ့တော့ဇုံအနေထားရတယ်တိုက်တိုက်ဆန်ဆန်ကိုပဲဇုံကတောက်လျှောက်ပါနေခဲ့အနေထားမှာအသင်းတွေအားလုံးကတော့လုံးဝကိုရရှိထားတဲ့ position ကိုပဲကျွန်တော်အကောင်းမွန်လို့ဟိုးဖို့တော့ကြိုးစားနေခဲ့တယ်စမိုင်း okay TTQ တွေဗတ်တယ်တော့စတော့ဆိုင်နေခဲ့ပြီ mask တွေနဲ့ဗတ်ဆိုင်နေဖြစ်ပါတယ် mask ကဘာအသင်းလဲ mask ကဘာလဲ mask ကဘာလဲကမ်မော်ရီယာ okay ယောဇူကီတွေ့ရတော့ကိုင်းနေကိုင်းဝါပြီအောင် V9 ရဲ့ပြစ်ချက်တွေအောက်မှာ TTQ ဇူကီနော်ဝါခဲ့သလို okay liquid okay ဇူကီတခါတည်းအပါခေါ်ခံလဲရပြီဗျ ABG တွေပြတ်သွားပြီအားလုံးမြင်တွေ့ရအတိုင်းပဲကျွန်တော်စောပိုင်းကာလမှာ3သက်ပြခဲ့သလိုပဲအသင်းကြီးတစ်သင်းဖြစ်တဲ့ ABG တွေအနေနဲ့ YG ရဲ့ဖြတ်ချင်းကိုခံထားခဲ့ရသလိုလက်ရှိမှာတော့မြန်မာအသင်းတစ်သင်းဖြစ်တဲ့ TTQ တွေနဲ့ကျွန်တော်တို့ကမ်မော်ရီယာတင်းတင်းဖြစ်တဲ့ mask တွေဗတ်ဆိုင်နေခဲ့တဲ့အနေထားမှာတော့ကောင်းမွန်တီးကြတဲ့007 F4 တိုင်းပြည့်ချက်တွေအောက်မှာကမ်မော်ရီယာတင်းရဲ့ player တယောက်စတင်ပြီးတော့ကျွန်တော်တို့အန်ကန်လိုက်ရပြီး grenade တစ်လုံးထပ်ပြီးတော့ကျလာခဲ့နောက်မှာ TTQ တွေအနေနဲ့အလဲလဲကွက်ကွက်ဖြစ်နေခဲ့တဲ့အနေထားမှာပဲနော်နေခဲ့တဲ့ player လေး KH ကိုတော့ liquid အနေနဲ့ပြန်ပြီးတော့ save တော့လောက်ခွင့်တော့ရနေတော့မယ်နောက်တဲ့ grenade တစ်လုံးထပ်ပြီးတော့ကျလာခဲ့တဲ့007တော်တော်လေးကန်ကောင်းနေတဲ့အနေထားမှာ okay V9 grenade တစ်လုံးထပ်ပြီးတော့လွတ်တင်ပေးလိုက်ပြန်ပြီးဒီ grenade ကွက်တိကျသွားခဲ့နောက်မှာတော့ KHပြန်ပြီးတော့နော်ဝါခဲ့ပြန်ပြီး V9 ရဲ့ grenade တွေတကယ်ကိုတိကျနေခဲ့တယ်အဲ့တော့တော်တော်လေးကိုလဲကွက်ဖြစ်နေခဲ့တဲ့ TTQ တွေ oh my god V9 ရောင်ဝေးတော်တော့ကပေးတာရောင်ဝေးတကယ်ကိုမြိုင်ဆိုင်နေတဲ့ဘတ်တယ်တွေကိုကြည့်ရှုခံစားလိုက်ရတာဖြစ်ပါတယ် oh my god V9 မှောက်သွားခဲ့သလို TTQ လည်းပြတ်သွားခဲ့ပြီတန်တော့မတန်ဘူးဗျာ 3-1 trade လိုက်ရသလိုဖြစ်သွားတာနော် oh my god ရောင်ဝေးဘတ်တယ်ကြီးကစင်ရောင်ဝေးကိုYG HYVE အသင်းနှစ်သင်းပဲကြံတယ် winner chicken dinner ကတော့ပထမအောင်ဆုံးကျွန်တော်တို့ first round မှာကတော့ YG အတွက်ကတော့လုံးဝကျင်းနေသလောက်ဖြစ်သွားပြီလို့တော့ပြောလို့ရတဲ့အနေအထားသို့တော့ညာလဲကျွန်တော်တို့ဘာမှမဆိုဖြစ်သွားနိုင်တဲ့ PUBG ဖြစ်ပါတယ်အဲ့တော့ HYVE player တယောက်ဆုံး14ကနေပဲဟိုးဖို့ကြိုးစားနေခဲ့တယ်။ open ဖြစ်နေခဲ့တဲ့ Say Cloud ရဲ့ position မြင်သွားခဲ့ပြီ။အဲ့တော့မြင်သွားရင်တော့ तू လှုပ်လို့မရတော့ဘူး။စမိုင်း okay YG ဓာတ်သွားပြီမြင်သွားပြီထင်တယ်မြင်သွားပြီဟုတ်တယ်မြင်သွားလို့ဘယ်ညာခွဲပြီး rush နေပြီညာဘက်ချမ်းမှာစမိုင်းဘယ်ဘက်ချမ်းမှာ Romeo Boy Say Cloud okay ကျွန်တော်စီရင်တက်ဆက်ခဲ့သလိုပဲပထမအောင်ဆုံးကျွန်တော်တို့ first round grand final day 1 Sunhawk round 1မှာ YG တွေအနေနဲ့ကတော့ winner chicken dinner ကိုထိုက်တန်ရယူနိုင်ခဲ့တာဖြစ်တဲ့အတွက်သူတို့အနေနဲ့ကတော့ကျွန်တော်တို့ day 1မှာတည်းက